မင်္ဂလာညချမ်းမှာ Tipstar ကုတ်ကြီး channel ကနေကြိုဆိုပါတယ်ဒီညကျွန်တော် Tipstar ကုတ်ကြီးရဲ့ဒုတိယညအစီအစဉ်အနေနဲ့ VIP tip ၄ကွက်ရွေးချယ်ပေးမှာဖြစ်ပါတယ်မနေ့က VIP tip 2ကွက်မှာတော့တောက်ကြည VIP tip 2ကွက်က2ကွက်စလုံးအပြည့်နိုင်သွားခဲ့ပါတယ်မနေ့ကကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်ရွေးချယ်ပေးခဲ့တာကိုမို body နဲ့ကိုအောက်ဖြစ်တယ်အဲ့ဒီမှာကိုမိုကဆက်စုလို့ကို20နဲ့9တဲ့အတွက်ကြောင့်မလို့ကိုမို body ရောကိုမိုကိုအောက်ကောထိုးကွက်2ကွက်စလုံးအပြည့်ရသွားခဲ့တယ်ဒါအပြင်ကျွန်တော်ရဲ့ Telegram channel မှာ Super VIP tip အနေနဲ့ကျွန်တော်ကကိုမိုကိုအောက်ကိုရွေးချယ်ပေးခဲ့တဲ့အခါမှာကိုမိုကိုအောက်လည်းအပြည့်ရသွားခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော် Tipstar ကုတ်ကြီးရဲ့ Telegram channel ကိုလာရောက်ပြီးတော့ကျွန်တော်ရဲ့နေ့စဉ် Super VIP ရွေးချယ်မှုတွေကိုလာရောက်စောင့်စားကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီည YouTube ရွေးချယ်မှု VIP tip ၄ကွက်ရွေးချယ်မှုအစီအစဉ်ကိုယခုပဲစတင်မှာဖြစ်ပါတယ်ထိုးသားအနေနဲ့အာယုံစိုက်ထားဖို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပထမဆုံး VIP tip နံပါတ်1အနေနဲ့ Brentford နဲ့ Burnley ပွဲစဉ်ရွေးချယ်ထားပါတယ်ဒီပွဲစဉ်မှာ Ancient Brentford အသင်းကတလုံး30ရှုံးပေးတယ်ကိုပေါင်းဈေးကွက်အနေနဲ့3လုံး65ပြားနိုင်ဖွင့်လှစ်ထားပါတယ်ဒီပွဲစဉ်မှာ Ancient Brentford ရဲ့အနေအထားကိုကျွန်တော်တို့အရင်ဆုံးသုံးသပ်ကြည့်အောင်ပါ Ancient Brentford ကဒီယာတီမှာအိမ်ကွင်းကြီးအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်အင်္ဂလန်ပရီးမီးယားလိရဲ့အလယ်လက်အသင်းတွေထဲမှာ Brentford ဒီအိမ်ကွင်းရလက်အကောင်းဆုံးအသင်းဖြစ်တယ်ဒါအပြင်အိမ်ကွင်းကြီးအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်ဒီအသင်းမှာ Ancient Brentford အနေနဲ့ Premier League အိမ်ကွင်း9ပွဲကန်ထားပါတယ်အဲ့ဒီမှာ6ပွဲနိုင်ပြီးတော့တပွဲပြန်ခွာထားပါတယ်ပြန်ခွာထားတဲ့ပွဲကတော့ကြီးအရာပြောတာပါကြီးအရာဆိုရင် Ancient Brentford အိမ်ကွင်းကဒီအသင်းမှာ9ပွဲကန်ထားတာမှာ6ပွဲကြီးအောင်ထားပြီးတော့တပွဲကြီးပြန်ခွာထားတယ်အဲ့ပွဲကတော့အိမ်ကွင်းမှာ Man City ကို 1-0 နဲ့ရှုံးတဲ့ပွဲဖြစ်ပါတယ်အဲ့ပွဲမှာ Man City ကတလုံးတည်းဖွင့်ပေးခဲ့တာပါဆိုရရင် Brentford အိမ်ကွင်းဒီကြီးအားဖြင့်အင်မတန်ကိုအောင်နိုင်ခြင်းမြင့်မားတဲ့အနေအထားတစ်ခုမှာရှိတယ်ဒါအပြင်ကိုရလက်အားဖြင့်ကြည့်မယ်ဆိုရင် Brentford ဒီဟာဒီအိမ်ကွင်းမှာ Liverpool ကိုနိုင်တယ် Newcastle ကိုနိုင်တယ် Man U ကိုနိုင်တယ် Aston Villa ကိုနိုင်တယ် Chelsea ကိုတည်ရကစားတယ် Man City တသိန်းကိုပဲရှုံးထားတယ်ဒါကိုကြည့်ချင်းအဖြစ် Brentford ဒီဟာဒီအိမ်ကွင်းအင်မတန်မာကျော်ပြီးတော့အင်မတန်ကောင်းမွန်တဲ့ form တစ်ခုကိုပိုင်ဆိုင်ထားပါတယ်ဒီလိုအနေအထားမျိုးမှာတစ်ဖက်ကဧည့်သည် Burnley အသင်းအနေနဲ့အဝေးကွင်းအင်မတန်ဆိုးရွားတဲ့ form တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ Burnley တန်တက် Burnley အသင်းဒီဟာဒီအဝေးကွင်းအလုံးပေါင်း Premier League 6ပွဲကန်ထားတာမှာ5ပွဲရှုံးပြီးတော့1ပွဲသာနိုင်ထားတယ်။အဲ့နိုင်ထားတဲ့ပွဲကလည်းဇယားအောက်ဆုံးကဆက်စုလို့အသင်းကိုနိုင်ထားတာဇယားအောက်ဆုံးက Wolf အသင်းကိုနိုင်ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာ Brentford အနေနဲ့တလုံး30ရှုံးဖွင့်လှစ်ထားမှုမှာ Brentford ကိုထိုးသားတချမ်းဆောင်းမဲ့အနေအထားမျိုးရှိပါတယ်ကျွန်တော် Tipstar ကုတ်ကြီးရဲ့ဒီပွဲမှာရွေးချယ်မှုက Burnley body ဖြစ်ပါတယ်ဒီပွဲမှာ Burnley အနေနဲ့ Brentford ကိုဂိုးပြတ်မရှုံးပါဘူးအကယ်၍ Brentford နိုင်ရင်တော့မှ2-1ဆိုတဲ့2-1-3-2ရလက်မျိုးနဲ့ပဲအနိုင်ရရှိမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်ဒီပွဲမှာကျွန်တော်ကတော့တည်ရပွဲလို့ထင်ပါတယ်ဒီပွဲကိုကျွန်တော်က Burnley body နဲ့ကိုပေါင်းအပေါ်ကိုတွဲပြီးရွေးပေးခြင်းပါတယ်ဒီပွဲကျွန်တော်ရွေးချယ်မှုကတော့ Burnley body နဲ့ကိုပေါင်းအပေါ်ပါနောက်တစ်ပွဲသွားအောင်ပါနောက်တစ်ပွဲကတော့ Newcastle နဲ့ Everton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါကဒီညကျွန်တော်ရဲ့ VIP ထိုးကွက်နံပါတ်2ဖြစ်ပါတယ်ဒီပွဲမှာအဝေးကွင်း Newcastle ကနေbody ဈေးကွက်အနေနဲ့10ပြားအရှုံးပေးထားပါတယ်ဂိုးပေါင်းစီနှလုံးရှုံးဖွင့်လှစ်ထားပါတယ်ဆိုတော့ Ancient Everton ကိုကျွန်တော်တို့အများကြီးပြောစရာမရှိပါဘူး Everton လက်ရှိမှာ
form ကောင်းပါတယ်ရလက်အားဖြစ်လေမန်ယူတယောက်ရော့နေတော့မှအနိုင်ကန်ခဲ့တယ်အိမ်ကွင်းမှာEverton ဖူဟန်ကိုအနိုင်ကန်ထားတယ်ဆန်နာလန်ကိုအဝေးကွင်း 1-1 ကန်ထားတယ်ဆိုတော့ Everton ရဲ့လက်ရှိ form ကဘာပဲပြောမဆိုးဘူးပြောလို့ရပါတယ်တစ်ဖက်မှာ Newcastle ကိုကျွန်တော်တို့ကြည့်အောင်ပါ Newcastle ကဒီအဝေးကွင်းအင်မတန်ညံ့နေအတင်းပါဒါကြောင့်မလို့ Newcastle ရဲ့နီးပြ Eddie Howe အနေနဲ့အထောက်ခံရမယ့်အနေထားမှာတော့ရှိပါတယ်ရခိုင်တို့အနေငယ်ရှိပါတယ်ဘာကြောင့်လဲဆိုတော့ Newcastle ရဲ့စုဖွဲ့မှုကောင်းမွန်ရဲ့သားနဲ့အဝေးကွင်းရောက်ရင်ရလက်ဆိုးဝါးတက်တဲ့အနေထားကြောင့်ပါဆိုတော့ Newcastle ကဒီအဝေးကွင်းပြိုင်ပွဲစုံမှာတပွဲပဲနိုင်ထားပါတယ်အားလုံးပေါင်းအဝေးကွင်းဒီNewcastle အသင်းအနေနဲ့ပြိုင်ပွဲစုံအားလုံးပေါင်း10ပွဲကန်ထားရမှာ9ပွဲရှုံး3ပွဲတည်နဲ့တပွဲပဲနိုင်ထားပါတယ်အဲ့ဒီနိုင်ထားတဲ့ပွဲကတော့ Champion League မှာ Belgian Club Union Saint Gallen ရဲ့အိမ်ကွင်းမှာတွားပြီး 0-4 နဲ့နိုင်ထားတာပါအဲ့ဒီတပွဲပဲရှိပြီးတော့ကျန်တဲ့ပွဲတွေမှာ Premier League မှာအနိုင်ပွဲလုံးဝမရှိသလိုမျိုးအဝေးကွင်း Newcastle ရဲ့အဝေးကွင်းက Premier League နိုင်ပွဲလုံးဝမရှိပါဘူးတည်ရနဲ့အရှုံးမှရှိပါတယ်ဒါပေမဲ့ Newcastle ရဲ့ထူးခြားချက်ကနောက်ဆုံးပြိုင်ပွဲစုံအဝေးကွင်းပြိုင်ပွဲစုံ၄ပွဲမှာ Newcastle ရတာကြီးကောင်းထုတ်ပြီးတော့ကြီးကျော်ပေးခဲ့တာပါ Brighton ကို level 20ပြီးတယ် 2-1 နဲ့ရှုံးပါတယ် West Ham ကို Newcastle ကနောက်ဆုံးပွဲစဉ်မှာတလုံး90နိုင်ပြီးတယ် 3-1 နဲ့ရှုံးပါတယ် Brentford ကို Newcastle က level 20ပေးပါတယ်အဝေးကွင်းကနေ 3-1 နဲ့ရှုံးပါတယ်နောက်ဆုံးပွဲစဉ်မှာပြီးခဲ့တဲ့ဂျာယက်မှာကန်သွားတဲ့ Champion League ပွဲစဉ်မှာ Marseille အသင်းကို Newcastle က level 10ပြားရှုံးပေးပါတယ် 2-1 နဲ့ထပ်ရှုံးပါတယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့သတိထားရမှာက Newcastle အနေနဲ့အဝေးကွင်း၄ပွဲစတိုက်ကြီးကောင်းထုတ်ပြီးတော့ရှုံးနေရတာနဲ့ဒီ Everton ဒီလောက်ကောင်းနေတဲ့အသင်းကိုဝေးကွင်းကနေဒီညမှာကြီးကောင်းထပ်ထုတ်ထားတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာကျွန်တော်တို့က fighter စိတ်ဓာတ်နဲ့ Newcastle ကိုရွေးရမှာဖြစ်ပါတယ်ဒီညကျွန်တော်ရဲ့ tip နံပါတ်2အနေနဲ့ Newcastle body ဖြစ်ပါတယ် tip နံပါတ်3 Tottenham နဲ့ Fulham ဒီညကျွန်တော်ရဲ့ VIP tip နံပါတ်3အနေနဲ့ Tottenham နဲ့ Fulham ပွဲစဉ်ကိုရေးချထားပါတယ်ဒီပွဲစဉ်မှာ Tottenham က Fulham ကို level 50ရှုံးပေးပါတယ်ကိုပေါင်းကြီးနှလုံး90ရှုံးပေးပါတယ် Tottenham အနေနဲ့ခြေစွမ်းအရမှန်းရခက်တဲ့အသင်းဖြစ်နေပါတယ်လောလက်မှာဘာကြောင့်လဲဆိုတော့ Everton လိုအသင်းမျိုးကိုအဝေးကွင်းကနေ 0-3 နဲ့သွားနိုင်ပြီးတော့တောက်လျှောက်ရှုံးထားလို့ဖြစ်ပါတယ်ပြန်ကြည့်ရရင်သူရှုံးထားတဲ့အသင်းတွေကလည်း Arsenal ကို 4-1 နဲ့ရှုံးတယ် PSG ကို 5-3 နဲ့ရှုံးတယ် Man U ကိုအိမ်ကွင်းမှာ 1-1 ကန်တယ် Chelsea ကိုအိမ်ကွင်းမှာ 0-1 နဲ့ရှုံးတယ် Newcastle ကွင်းမှာ 2-0 နဲ့ရှုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Tottenham ရဲ့အရှုံးတွေကအနည်းငယ်လက်ခံလို့ရတဲ့အနေအထားမျိုးမှာရှိပါတယ် Tottenham ဒီလက်ရှိမှာ form ဆိုးရွားနေတာမှန်ပေမဲ့ရှုံးတင်လို့ရှုံးတယ်လို့ပြောလို့ရတဲ့အနေအထားမျိုးမှာရှိပါတယ်ဒါပေမဲ့ Tottenham အနေနဲ့ဒီညမှာတော့ Fulham လိုအသင်းမျိုး level 50ရှုံးဖွင့်လှစ်ထားပါတယ်ဒီဈေးကွက်ဒီကျွန်တော် tipster ကုန်ကြီးအနေနဲ့ဒီဈေးကွက်ကို Tottenham body ကိုကြိုက်ပါတယ် Tottenham အနေနဲ့ Fulham ကိုဖွင့်မယ်ဆိုရင်တကယ်အနိုင်ကြီးဖွင့်မယ်ဆိုရင် level အရှုံးလောက်ဖွင့်တင်ပါတယ်ဒါပေမဲ့ထိုးသားကိုမျက်စိလေလမ်းမအောင်ဒီည Tottenham body ဘက်မှာမနေရဲအောင် Tottenham body ကိုမလာအောင်မောင်းထုတ်ထားတဲ့ဈေးကွက်လို့ကျွန်တော်ထင်ပါတယ်လက်တော်မှာ Tottenham အသင်းရဲ့ရလက်တွေဆိုးရွားမှုကိုအခွင့်ကောင်းယူပြီးကြီးဖွင့်လက်သူတွေအနေနဲ့ဒီည Tottenham body ကိုထိုးသားမလာရဲအောင်ကြီးကိုအနှိမ့်မှာဖွင့်ပြီးမောင်းထုတ်ထားတဲ့ဈေးကွက်တစ်ခုလို့မြင်တဲ့အတွက်ကြောင့်မလို့ဒီညကျွန်တော်က Tottenham body ကိုရွေးချယ်ပေးပါတယ် Tottenham အနေနဲ့ဒီပွဲမှာအရှုံးဆိုတာမရှိပါဘူးတည်ရည်နဲ့အနိုင်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပြား90
level ပြား90ရင်းပြီးတော့ Tottenham body ကိုယူရမယ်ပွဲဖြစ်ပါတယ် Tottenham ဒီညတရေနဲ့နိုင်ပါ tip နံပါတ်4 Leverkusen နဲ့ကျွန်တော်ရဲ့ VIP tip နံပါတ်4အနေနဲ့ Leverkusen နဲ့ Dortmund ပွဲကိုရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်မှာ Ancient Leverkusen ကိုအဝေးကွင်း Dortmund အသင်းကဒဲလာပြီးဦးတိုက်ထားပါတယ်ဒဲလာပြီးတိုက်ထားပါတယ် Leverkusen ကို Dortmund ကဒဲလာပေးထားတယ်ဆိုတော့ Leverkusen လိုမျိုးလက်ရှိ Man City လိုအသင်းမျိုးကိုအနိုင်ကန်ထားတဲ့အသင်းလက်ရှိ၄ပွဲစတိုက်ဘောအောင်ကြီးအောင်ကန်ထားတဲ့အသင်းကဘာကြောင့်အမှတ်ပေးစရာရဲ့မိမိအသင်းရဲ့အောက်မှာရှိနေတဲ့ Dortmund အသင်းကိုဘာကြောင့်ကြီးမပေးရလဲဆိုတော့ကျွန်တော်တို့ကဒီပွဲမှာအဖြေထုတ်ရမှာဖြစ်ပါတယ်တကယ်တော့လက်ရှိအမှတ်ပေးစရာမှာ Bayern Munich ကအဆင့်1 Leverkusen ကအဆင့်2 Dortmund အသင်းကအဆင့်3ဖြစ်ပါတယ်Leipzig အသင်းကအဆင့်2 Leverkusen ကအဆင့်3နဲ့ Dortmund အသင်းကအဆင့်4ဖြစ်ပါတယ်လက်တလုံးမှာ Leverkusen အသင်းရဲ့၄ပွဲစတိုက်ဘောရောကြီးရောနိုင်ထားတဲ့အနေအထားမျိုးမှာ Leverkusen အသင်းစီကနေပြီးတော့ level 50လောက်ပြန်ပြီးကြီးကောင်းထုတ်ပေးလို့ရပါရဲ့နဲ့ဒီညမှာကြီးကောင်းမထုတ်ပေးရတဲ့ Leverkusen အသင်းအနေနဲ့ဒီညအိမ်ကွင်းမှာအခက်တွေ့ဖို့အနေထားရှိပါတယ်ဒါကလေကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင် Man City လိုအသင်းမျိုးကိုအဝေးကွင်းကနေသွားပြီးတော့ခွန်အားအပြည့်အဝနဲ့အားကုန်ရုံးထားတဲ့ Leverkusen အနေနဲ့ပွဲပန်းနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီညအိမ်ကွင်းမှာ Ancient အဝေးကွင်း Dortmund အသင်းရဲ့အတားစီးယူမှုတွေကို Leverkusen အနေနဲ့ခံရမှာဖြစ်တယ်ကစားကွက်အားဖြင့်နောက်ဆုံးရလဒ်အားဖြင့် Dortmund အသင်းရတာအပေါ်စီးရနေပြီးတော့ကံမှာဖြစ်တယ်လို့ကျွန်တော် Tipster ဂုတ်ကြီးအနေနဲ့သုံးသပ်တယ်ဒါကြောင့်မလို့ဒီပွဲမှာကျွန်တော်ကအဝေးကွင်း Dortmund body ကိုရွေးချယ်ပေးပါတယ်အဲ့တော့ဒီညကျွန်တော်ရဲ့ VIP tip ၄ခွက်ရွေးချယ်မှုဒီမှာရင်ပြီးဆုံးပါပြီပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင် Burnley နဲ့ Brentford နဲ့ Burnley ပွဲစဉ်မှာကျွန်တော် Tipster ဂုတ်ကြီးအနေနဲ့ Burnley body နဲ့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးထားပါတယ်ဒုတိယထိုးကွက်အနေနဲ့ Newcastle နဲ့ Everton နဲ့ Newcastle ပွဲစဉ်မှာ Tipster ဂုတ်ကြီးက Newcastle body ကိုရွေးချယ်ပေးပါတယ်တတိယ VIP ထိုးကွက်အနေနဲ့ Tottenham နဲ့ Fulham တို့ပွဲစဉ်မှာ Tipster ဂုတ်ကြီးက Tottenham body ကိုရွေးချယ်ပေးပါတယ်စတုတ္ထထိုးကွက်အနေနဲ့ Leverkusen နဲ့ Dortmund ပွဲစဉ်မှာ Tipster ဂုတ်ကြီးက Dortmund body ကိုရွေးချယ်ပေးထားပါတယ်ဒီညကျွန်တော်ရဲ့ VIP tip ၄ခွက်ကိုမောင်းမဲထိုး body ပဲဆော့ကျင်သလိုဆော့လို့ရပါတယ်ကျွန်တော်ရဲ့ဒီညအကြိုက်ဆုံး Super VIP တကွက်ကိုတော့ကျွန်တော်ရဲ့ Tipster ဂုတ်ကြီး Telegram channel ကနေအခုပဲတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့မနေ့ကတောက်ကြည Super VVIP တကွက်အနေနဲ့ကျွန်တော်ကကိုမူကိုအောက်ကိုရွေးချယ်ပေးခဲ့ပါတယ်100ရာခိုင်နှုန်းအပြည့်နိုင်ခဲ့ပါတယ်ဒီညကျွန်တော်ရဲ့ Telegram Super VVIP ထိုးကွက်က100ရာခိုင်နှုန်းအပြည့်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ချက်အပြည့်အဝရှိတယ်အဲ့ဒီထိုးကွက်ကိုကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel ကို join ထားဖို့တော့လိုပါတယ်ကျွန်တော် Telegram channel ကနေဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ Telegram channel link ကို Tipster ဂုတ်ကြီး Telegram channel link ကိုဒီဗီဒီယိုရဲ့အောက်က comment နေမှာကျွန်တော်ချပေးထားပါတယ်အဲ့ရနေတစ်ဆင့် join ပြီးတော့ကျွန်တော်တို့ Telegram channel မှာပြန်ဆုံပါမယ်ကောင်းသောညလေးဖြစ်ပါစေကောင်းသောညလေးဖြစ်ပါစေကောင်းသောညလေးဖြစ်ပါစေ